南修西大就个那现在南修西上面那是什么吧？A さんと B さんがいますね。よしめ。近くに言語がありますか？はい、近く、に、近くに、はい、な、近くこが、とは、になま、はい、になま、言語版ありますか？版ရှိလား はい。ဆိုသူမှာကလေးသုံးနေတတိတာနော်言語がありますかနော်がありますかတော့ဘာပြောလဲOK ရှိတယ်နော်ပေးရမယ်そうあそこになくこに、あそこに、はい、高いビルがありますね。なんで、高いビル。高いビルぞ。まあな、これです。高いビル。はい。高いビルがありますね。あのビルの中です。はい。さあ、へテーマは。その会話のどれのあのビルの中です。さあ、テーマは。はい。バンシーで。はい。はい。わかりました。ありがとうございました。やめの。ビルのビルの中です。バン。中です。さあ、へテーマは。何されている。OK。はい。1番です。ဒါမဲ့တဲ့ဘာကြီးဒါလဲ A ဆန်တို့ B ဆန်က A မတ်နှစ်ယောက်ရှိမယ်။ A ဆန်ကအနိုးဒီနားမှာလေကွန်ပီနီတူရှာနေရနော်ဒီပုံလေးမှာကွန်ပီနီကွန်ပီနီကွန်ပီနီယန်စတိုはいကွန်ပီနီယန်စတိုရှိလားはいがありますかコンビニがありますがရှိလားはいနော်တော့ဂင်းဂင်းကိုနေရာမှာပြင်အောင်ပဲはいရှိတယ်ရှိတယ်နော်ရှိတယ်ဒီမှာあそこにはいနော်ပြင်တိုင်းပဲဒီမှာစောင့်အောင်မြင်ကြီးအဲ့နားမှာဆိုကိုあそこနော်ဟိုမှာစောင့်အောင်ကြီးအမြင်ကြီးရှိတယ်ဒီနော်あそこに高いビルがありますねはいအဲ့ဒီはいပုံကိုကြည့်လိုက်တော့はいဆိုကုမ္ပဏီကအဆောက်အုံရဲ့ဘယ်နားမှာလဲ ビルが、ピーマン。はいဘေးမှာはいဘေးမှာဆိုတာကိုသူကဂျပန်လိုပါတယ်လေ隣နော်隣လို့ခေါ်တယ်はいဘေးဆိုတာ隣あのビルのOK နော်ဒီနားလေးထားလိုက်မယ်隣ですအဲ့ဒီဆောင်းရဲ့ဘေးမှာပါはいရမယ်နော်ဒါလေးပြင်中をပြင်အောင်ပဲはいわかりましたありがとうございましたはいရမယ်နော်高いやがね。高いや念တော့念တော့。念တော့はいဆို高いビルဆို念တော့အဆောင်မြန်မာလိုကတော့အဆောင်မြင့်ပေါ့နော်အဆောင်အမြင့်မြင့်တော့ဒီမှာဆိုရင်တော့မြင့်တော့အဆောင်はいဆိုတော့တဘောက高いဆိုအချစ်တယ်高いビル。အချစ်ရဲ့အနောက်မှာနောင်လိုက်တယ်နော်高いビルနော်高いビルဆိုビルဆိုはいအဆောင်ရှိတယ်ဒီမှာအဆောင်က2ခုတောင်ရှိတယ်ဆိုတော့ကိုပြောချင်တာကမြင့်တဲ့အဆောင်မြင့်တဲ့အဆောင်ဆိုတော့高いနော်高いビルကိုညွှန်လိုက်တယ်နံပါတ်2近くにပါတယ်ဒီကဒါရေးတော့လေပါလ နော်စားတိုက်ပုံစားမပေါင်းသူစားတိုက်ပုံကအဲ့လိုတီပုံစံလေးတီပုံစံကအပေါ်က dash လေးထပ်ပါတယ်စားတိုက်ပုံဟုတ်စစ်တော့ကျမရှာလိမ့်မယ်တော့စားတိုက်ပုံဒီကောင်မေ့သွားတယ်ဟုတ်တော့ポストはいポストのポストはいなはい近くにポストがありますがしれなしれなあそこに高いビルがありますねはいビルのဘယ်လိုပြောမလဲはいအဲ့အဆောင်ရဲ့ဘယ်နားမှာအနိုးနေတော့တော့ကြတော့ဟိုမှာအထဲမှာအလဲမှာပေါ့နော်
အရှိမလို့ပြောတယ် အရှိမလား ဆောက်စာတိုက်ပုံးကဆောက်နေဘေးမှာတော့ရှိမှာနော်အဲ့လိုပဲရှိမယ်ဟုတ်အနုပြီးဘူးနော်မအေဟုတ်ဆိုနော်မအေတဲ့စ မအေးですそうでもいいだれば。前で。わかりました。ありがとうございました。やめな。はい。2番。やめな。すみません。excuse me。はい。電池はどこですか電池あ、ပေါင်းနေအနောက်ပဲပါဘက်ထရီနော်ဘက်ထရီတော့はいဘက်ထရီはどこですかなんとコンビニエンスstoreမှာလိုက်ရှာはいはい電池ですかဘီဆန်ကောင်မလေးနော်တန်ဝင်တယ်はい電池ですかဟုတ်ပြီနော်ပုံလေးကိုကြည့်ရတော့စာရှိမဂ္ဂဇင်းโอเคကာလာလေးပြောစာရှိနော်မဂ္ဂဇင်းこれはစာရှိですစာရှိနော်ဘယ်နာမှာဖြစ်မအေနော်ရမယ်နော်စာရှိနော်မအေにありますရှိမှာရှိတယ်နော်はいどうもありがとうございましたနော်တူတူပဲနော်はい1番နီးမထည့်ပဲနဲ့မအေးတက်ဆိုရတယ်ရတယ်နော်はいရတယ်မအေးနီးပြီးလို့နော်မအေးですရတယ်はい勉強になりましたはいနော်ဟုတ်တယ်ရတယ်さあ1番すみませんだわねすみません傘そうだ傘はどこですか傘はどこですか傘はですか傘はですかはいပြီးတော့တကားရဲ့ရှေ့မှာတကားရဲ့ရှေ့ဆိုပိတ်နေမှာတကားရဲ့ဘေးကပ်はいဘေးမှာဆိုပိုကောင်းတယ်はいドアはいနော်はいဒိုအာတကားရဲ့ဒိုနော်はいဒိုနာはい隣ですလေရတယ်はい隣にありますလေရတယ်နော်隣にありますやめどうもはいねအဆင်ပြေနော်ATM 2番ですすみませんすみません ATM はどちらどこですかはいどちらですかလေရတယ်ဒီမှာနော်はいATM ですかဟုတ်တယ်ဆင်းရဲအနောက်မှာနော်ဆင်းရတနာはいအနောက်မှာအနောက်ကဥရှိလို့နော်အတန်ထွက်ကဥရှိလို့はいတကယ်လေはいတနာですかဆင်းရဲအနောက်မှာရှိတယ်နော်はいဘယ်လိုပြောမလဲတနာの後ろにありにますありますအနောက်မှာရှိတယ်はいနော်はいそうそうどうもありがとうございます3番ですすみませんはいミラさんはいますかいますかရှိလားနော်はいရှိလားရှိလားဆိုဒါကကြတော့ဘယ်နေရာမှာရှိတော့နော်တနေရာမှာရှိလားနော်နေရာမှာရှိလားはい皆さんはいますかはいရှိနော် yes နော် yes あそこにいますよここ高速あそこနော်高速あそこへあそこဆိုဟိုမှာရှိတယ်はいあそこにいますよဟိုမှာရှိတယ်はいドアの近くですလူမမဆိုလို့နောက်တစ်ခေါက်ထပ်ပြောတယ်နော်ドアの近くですတကားရဲ့အနီးနားတကားနားはいそうですနော်ドアの近くですအနီးနားမှာはいနော်သူဒါလေးပြတာそうはいဟိုミラさんですနော်はいどうもどうもありがとうございますはい1番ワトさんはいすみませんsorryごめんだって今どうだこしめの松本さんはい皆さんにはいますかはいいますが
ရှိတယ်ဘယ်လိုလဲ what is about အဆိုခိုနီ asokoni အဲ့မှာ imas ရှိတယ်ရောရှိတယ်နော်ရှိတယ် imas နော် yo ဟုတ်ဟုတ်ကဲ့နော်တော့တကားရဲ့အနားမှာမဟုတ်တော့ဘယ်နာသွားမလဲဒီမှာပေးထားရနော် what to say စပွဲမှာထိုင်နေ ထိုင်နေဟဲ့ဆိုလူမားမှာဆိုလို့နော်ဒီမှာ what to say ပေးထားရယ်ဆို what to say ရဲ့ဘယ်လိုပြောချင်လဲ what to say ရဲ့ဒီမှာနော်အဲ့လိုပြောခိုင်းစေချင်တယ်ဆို what to say ရဲ့ဘေးမှာဆိုတာကခုနပြောတယ် what is no tonari what to say နော် tonari des はい what to say နော် tonari des どうもはいやめん2番はいミラーさんにやまexcuse me マリアさんばまねむって言うအဲ့လိုပြောမယ်နော်はいဘယ်လိုပြောမလဲすみませんマリアさんはいますかマリアさんはいますかရှိလားあそこにいますよနော်はいいますよဆိုဒီမှာစပွဲဘေးမှာ はいそうですနော်စပွဲဒီစပွဲကဒီ lesson မှာဆိုရင်テーブルနော်テーブルはいテーブルの隣ですはいテーブルの隣ですはいဟိုရှေ့ lesson မှာကျတော့စပွဲထိုင်ကုန်椅子စပွဲကုန်ဟာလေပါတယ်လေစုကူဝဲလို့ကိုသုံးခဲ့တယ်လေအဲစုကူဝဲဆိုတာစာလုပ်တဲ့စပွဲဆိုစုကူဝဲနော်အဲကျန်တဲ့စာလုပ်တာကလွဲလို့ကျန်တဲ့ဟာဆိုရင်အခုတေဘူးကိုသုံးတယ်နော်ရမယ်နော်